လေးရဲ့ YouTube channel ရအကူမများအားလုံးကိုမင်္ဂလာပါလို့ဥစ္စာပထမနှုတ်ခွန်းဆက်လိုက်ပါတယ်မနက်စီ12နာရီ10မိနစ်မှာ9ပတ်တီ9ကိုအောင်မြင်သွားပြီဖြစ်တဲ့အတွက်ဝမ်းသာပီတိဖြစ်ရပါတယ်ညနေစီမှာလည်းအကောင်းဆုံးကြိုးစားထားပေးပါလေမလေးရဲ့ YouTube channel ရအကူမများအားလုံးဗီဒီယိုလေးကိုမရေမကြော်ပဲနဲ့ပြီးဆုံးတိုင်အောင်ကြည့်သွားပေးပါလို့မေတ္တာရက်ခံအပ်ပါတယ် YouTube channel ရအကူမများ subscribe မနေ့ကတည်းကကိုမများလည်း subscribe လေးနှိပ်သွားပေးပါ subscribe နှိပ်ပြီးသားကိုမများလည်းလိုက်လက်မလေးတွေနှိပ်ပြီးတော့ share လို့ရမယ့်နေရာလေးတွေမှာ share သွားပေးပါမျှဝေလို့ရမယ့်နေရာလေးတွေမှာမျှဝေသွားပေးပါလို့မေတ္တာရက်ခံအပ်ပါတယ်တဦးတယောက်တည်းပေါက်တာနဲ့ဆိုင်ရင်အများမြင်အများတွေအများပေါက်အောင်လို့ဝိုင်းဝန်းကူညီပေးကြပါလို့မေတ္တာရက်ခံအပ်ပါတယ်မလေးရဲ့ YouTube channel ရအကူမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတွေနဲ့အသက်ရှူတိုင်းငွေတွေဝင်ပါစေလို့မလေးရဲ့ YouTube channel မှာဆုတောင်းမြတ်တာပို့သပေးလိုက်ပါတယ်ရှင်ညနေစီ4:30မိနစ်အတွက်မှာအကောင်းဆုံးပတ်တီနဲ့အကောင်းဆုံးမိန့်ခွက်တွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက် YouTube channel လေးကဗီဒီယိုလေးကိုပြီးဆုံးတိုင်အောင်ကြည့်သွားပေးပါလို့မေတ္တာရက်ခံအပ်ပါတယ်ညနေစီ4:30မိနစ်အတွက်လည်းအကောင်းဆုံးစူးစမ်းထားပေးပါတယ်ရှင်မနက်စီ12:10မိနစ်မှာမလေးရဲ့ YouTube channel ရအကူမများအားလုံးအတွက်ဝမ်းသာပီတိဖြစ်ရပါတယ်ညနေစီမှာလည်းအကောင်းဆုံးထပ်ကြိုးစားထားပေးပါရှင်ညနေစီ4:30မိနစ်အတွက်မှာအကောင်းဆုံးပတ်တီးနဲ့အကောင်းဆုံးမိန့်ခွက်တွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုမရေမကြော်ပဲနဲ့ပြီးဆုံးတိုင်အောင်ကြည့်သွားပေးပါလို့မေတ္တာရက်ခံအပ်ပါတယ်ညနေစီ4:30မိနစ်အတွက်မှာအကောင်းဆုံးပတ်တီးနဲ့အကောင်းဆုံးမိန့်ခွက်တွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုမရေမကြော်ပဲနဲ့ပြီးဆုံးတိုင်အောင်ကြည့်သွားပေးပါညနေ4:30မိနစ်အတွက်မှာချစ်ပတ်တီး3ပတ်တီးချစ်ပိုင်3ပိုင်ချစ်ပတ်တီး3ပတ်တီးချစ်ပတ်တီးချင်းနဲ့ပတ်သက်ရင်ချစ်လေးချစ်ကိုချစ်ပတ်တီး3ပတ်တီးချင်းနဲ့ပတ်သက်ရင်ချစ်လေးချစ်ကို3ပိုင်3ပတ်တီး3နဲ့ပတ်သက်ရင်3လေး3ကို3ပိုင်3ပတ်တီးနဲ့ပတ်သက်ရင်3လေး3ကိုချစ်ပတ်တီးနဲ့ပတ်သက်ရင်ချစ်လေးချစ်ကိုချစ်3ကို6လေးနဲ့ကတ်ထားတဲ့အတွက်မို့ချစ်3ကို6လေးနဲ့ကတ်ထားတဲ့အတွက်မို့ချစ်3နဲ့6လေးပါဝါ2စုံကိုချစ်3နဲ့6လေးပါဝါ2စုံကိုထည့်ထိုးထားပါချစ်3ကို6လေးနဲ့ကတ်ထားတဲ့အတွက်ချစ်3နဲ့6လေးပါဝါ2စုံကိုကတ်စားထည့်ထိုးပေးပါလို့မေတ္တာရက်ခံအပ်ပါတယ်ချစ်ပတ်တီ3ပတ်တီမှာဆိုရင်ချစ်ကိုကျမတို့ပို့ပြီးအားတန်တဲ့အတွက်ချစ်ကိုပို့ပြီးကစားစေးချင်ပါတယ်ရှင်ချစ်ပတ်တီ3ပတ်တီချစ်နဲ့ပတ်သက်ရင်ချစ်လေးချစ်ကို3ပတ်တီ3နဲ့ပတ်သက်ရင်3လေး3ကိုချစ်ပတ်တီ3ပတ်တီမှာဆိုရင်ချစ်ပတ်တီကိုပို့ပြီးအားတန်တဲ့အတွက်ချစ်ပတ်တီကိုပို့ပြီးကစားစေးချင်ပါတယ်ချစ်3ကို6လေးနဲ့ကတ်ထားတဲ့အတွက်မို့ချစ်3နဲ့6လေးပါဝါ2စုံကိုထည့်ထိုးစေချင်ပါတယ်ရှင်မလေးရဲ့ YouTube channel ရအကူမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတွေနဲ့အသက်ရှူတိုင်းငွေတွေဝင်ပါစေလို့မလေးရဲ့ YouTube channel မှာဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင်